စစ်ပွဲမှာဒေါ်လာတန်း100တန်တိုက်လေယာဉ်တွေကိုပျက်စီးစေတာကရန်သူကြည်စံတွေတင်မဟုတ်ပါဘူးပင်လယ်ပြင်လဲမှာရပ်ပေါင်း200ကျော်မနာတန်းလဲပတ်နေတဲ့အမေရိကန်လေယာဉ်သင်္ဘော USS Abraham Lincoln အထက်မှာတော့လေယာဉ်တွေကိုအချိန်နဲ့မျှစားသုံးနေတဲ့မမြင်ရတဲ့ရန်သူတစ်ကောင်ရှိနေပါတယ်စစ်ပွဲတွေပြီးတော့ပြင်မနာတန်းလဲပတ်နေရတဲ့ဒီတန်တရားစကုန်းကတိုက်လေယာဉ်တွေကိုသာမကလူသားတွေရဲ့စွမ်းဆောင်ရည်ကိုပါကန့်သက်ချက်တစ်ခုအထိတွန်းပို့လိုက်တဲ့အခါမင်္ဂလာပါရွှေရာမပြန်လဲကြိုဆိုလိုက်ပါရယ်အီရန်နိုင်ငံတောင်ဘက်မြောက်ဘက်အာရေဗျန်ပင်လယ်ပြင်ထက်မှာ USS Abraham Lincolnလေယာဉ်နဲ့သမောဟာရပ်ပေါင်း200ကျော်ကမကပဲမနာတန်းစစ်စင်ရေးတွေဆောင်ရွက်ခဲ့ပါတယ်ဒီစစ်စင်ရေးတွေအတွင်းအမေရိကန်ရေတပ်ကဒေါ်လာတန်ပေါင်းများစွာတန်ကြေးရှိတဲ့ F-35C နဲ့ F-A-80EF တိုက်လေယာဉ်တွေကိုအဓိကထိခိုက်ပျက်စီးစေခဲ့တာဟာရန်သူတိုက်ခိုက်မှုတွေမဟုတ်ဘဲမမြင်နိုင်တဲ့သဘာဝတပ်ဖွဲ့တစ်ခုဖြစ်နေပါတယ်ဒီနေ့မှာတော့ပင်လယ်ပြင်ရဲ့စားငံလေယာဉ်ပြစ်လို့ဆင်းသက်မှုတွေကနေပြီးတော့အထုပင်ပန်းမှုလို့ခေါ်တဲ့ Metal Fatty ကျုပ်နဲ့ဆက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့သား9000ကျော်ရင်ဆိုင်ခဲ့ရတဲ့စိန်ခေါ်မှုတွေကိုအသေးစိတ်သုံးသပ်တင်ဆက်ပေးသွားမှာပါဒီပညာတဲ့လူသားတို့ရဲ့ကြံ့ခိုင်မှုနဲ့ဆုံးဖြတ်ချက်တွေကစစ်ပွဲတစ်ခုကိုဘယ်လိုထိန်းချောင်းပေးနေတယ်ဆိုတာကိုသိရှိနိုင်ဖို့စုံနေလိုက်မှကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်တို့ရွှေရမှာကိုလိုစစ်ဘက်ဆိုင်ရာအကြောင်းအများဆက်လက်နေပစ္စည်းများအပြင်အခြားသောဘုဒ္ဓဆိုင်ရာအကြောင်းအများကိုရှာဖွေစူးစီးတင်ဆက်ပေးနေတဲ့ကိုပီဆိုပဲဖြစ်ပါတယ်2026ခုနှစ်ဩဂုတ်လဆန်းအီရန်နိုင်ငံတောင်ဘက်မြောက်အာရေဗျန်ပင်လယ်ပြင် USS Abraham Lincoln လေယာဉ်သင်္ဘောရဲ့ပြေးလမ်းထက်မှာတော့မနာတန်းလဲပတ်နေတဲ့တန်တရားစဝန်းတစ်ခုရှိနေပါတယ်။ Qatar Pass လို့ခေါ်တဲ့ဒုံးလွှတ်စနစ်ကတိုက်လေယာဉ်တစ်စီးကိုသင်္ဘောဥပိုင်းကနေဝေဟင်နဲ့ပြစ်လွှတ်လိုက်ပါတယ်။မိနစ်အနည်းငယ်ကြာမှနောက်တစ်စီးပြန်လည်ဆင်းသက်လာပြီးကာကွယ်ရေးကျိုးကိုချိတ်ဆက်ခါဆင်းသက်မှုအရှိန်ကနေ20စက္ကန့်အတွင်းလုံးဝရပ်တန့်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အဆိုပါလေယာဉ်ကိုဘေးကိုတွန်းထုတ်73စီဖြည့်စစ်ဆေးလက်နက်နဲ့ဆင်ပြီးသင်္ဘောဥပိုင်းကနေထပ်မံပြစ်လွှတ်ဖို့တန်းစီလိုက်ပြန်ပါတယ်။နေရောညပါတနေပြီးတနေ့ဒီတိုင်းဆက်လက်လဲပတ်နေပါတယ်။ဩဂုတ်လရဲ့ပထမပတ်ကိုသတိထားကြည့်မိစေတဲ့အကြောင်းရင်းကတော့တိုက်ပွဲတွေငြိမ်သက်သွားခဲ့ပြီးဖြစ်လို့ပါပဲ။အီရန်ပေါ်ညာဘက်ဇက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေဟာဇူလိုင်လနောက်ဆုံးရက်တွေမှာပြီးဆုံးခဲ့ပြီးညှိနှိုင်းရေးမှုတွေကဆွေးနွေးဖို့စကားဝိုင်းထံကိုပြန်လည်ရောက်ရှိသွားခဲ့ကြပါတယ်။ဒါပေမဲ့လေယာဉ်သင်္ဘောအထက်ကဒီတန်တရားစဝန်းရဲ့စီးချက်ကတော့ပြောင်းလဲမသွားပါဘူး။ပိတ်ဆို့တားဆီးမှုစနစ်ဟာဆက်လက်တည်ရှိမြဲတည်ရှိနေပြီးပိတ်ဆို့မှုဆိုတာဘုံကျဲရုံနဲ့ဖော်ဆောင်ရတာမဟုတ်ပါဘူး။စင်ရပြသထားခြင်းဖြင့်သာပိတ်ဆို့မှုကိုဖော်ဆောင်တာဖြစ်ပါတယ်။ဒီတန်တရားလက်ပတ်မှုတိုင်းဟာလေယာဉ်ကိုယ်တိုင်ပေါ်ကိုထိန်းချုပ်ထားတဲ့ထိခိုက်ပျက်စီးမှုတွေပေါ်တက်ရောက်စေတာလည်းဖြစ်ပါတယ်။ကာတာဖက်စနစ်ကလေယာဉ်ကိုယ်တိုင်ကိုဝင်အားတွေရိုက်ထည့်လိုက်ပြီးကာဝေးကျိုးကလေယာဉ်ရဲ့ဘိန်းနဲ့အမိချိတ်ကနေတဆင့်အရှိန်ကိုပြန်ဆွဲကန့်သက်လိုက်ပါတယ်။ဒါတို့ရဲ့ကြားထဲမှာတော့လေယာဉ်ငယ်ဟာပင်လယ်လေတူထဲမှာပြန်နှားထားရပြီးဘေးနားကနေတိုက်လေယာဉ်တွေကနေထွက်တဲ့ပူပြင်းတဲ့အိမ်စောမှွေတွေကိုအဝတ်တစ်ခုလျှော်ဖုတ်ခံနေရသလိုခံစားနေရပါတယ်။ဒီလေယာဉ်တွေကိုအဆိုအဆုံးထိခိုက်ပျက်စီးစေတဲ့အင်အားဟာရန်သူစီကလာတာမဟုတ်ဘဲသူတို့ကိုယ်တိုင်လက်ပတ်မှုစနစ်ကြောင့်ပဲဖြစ်ပါတယ်။ဩဂုတ်လဆန်းအရောက်မှာတော့ဒီတက်မော့ကကမ်းခြေကိုတစ်ခါမှကပ်ဖဲဒီလက်ပတ်မှုစနစ်ကိုရပ်ပေါင်း200ကျော်တိုင်းဆက်လက်လှုပ်ဆောင်ခဲ့တာဖြစ်တာကြောင့်ဒါဟာခစ်သစ်လေယာဉ်တွေသင်္ဘောတွေထဲမှာအကြာရှည်ဆုံးစံချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါဆိုရင်လေယာဉ်တွေဘယ်လိုလုပ်ဆက်လက်ပြန်တန်းနိုင်သေးတာပါလဲ။အဖြေကတော့ပြေးလန်းအောက်ကလေယာဉ်ရုံထဲမှာရှိပါတယ်။အစူပန်တွေကပြည်ပြင်ထိန်းသိမ်းရေးသမားတွေဟာဆန်တီယာဂိုကယူဆောင်လာခဲ့ပြီးထပ်မံဝယ်ယူဖို့မရနိုင်တော့တဲ့ပစ္စည်းတွေနဲ့တတုပင်ပန်းမှုနဲ့ဓာတုဗေဒဆိုင်ရာပျက်စီးမှုတွေအပြိုင်လူပြီးပြုပြင်နေကြရလို့ပဲဖြစ်ပါတယ်။လင်ကိုသင်္ဘောဟာ2025ခုနှစ်နိုဝင်ဘာလကုန်မှာဆန်တီယာဂိုကနေထွက်ခွာခဲ့ပြီးဒီဇင်ဘာလလယ်မှာဂူအန်ကျွန်းမှာ2ရက်ကြာရပ်နားခဲ့ပါတယ်။ဒါဟာတခုတည်းသောစိတ်ကန်းကရောက်မှုဖြစ်ခဲ့ပါတယ်။အီရန်နဲ့စစ်ပွဲဟာ2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာစတင်ခဲ့ပြီး Carrier Airwing 9မှလေယာဉ်တွေဟာပထမဆုံးတိုက်ခိုက်မှုတွေမှာပါဝင်ခဲ့ပါတယ်။နောက်ဆက်တွဲရက်ပေါင်း40ကြာကမ်ပိန်းအတွင်းအဆိုပါလေယာဉ်အုပ်စုဟာအီရန်ရဲ့တောင်ဘက်စစ်ကြောင်းကိုပန်းနိုင်ထားပြီးအခောက်ရေပေါင်းများစွာပြန်တန်းတိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ညာဘက်လေကြောင်းတိုက်ခိုက်မှုနှစ်ပတ်နီးပါးဇက်တိုက်ပြုလုပ်ခဲ့တဲ့ဇူလိုင်လလယ်အထိဒီသင်္ဘောကိုလေကြောင်းပိတ်ဆို့မှုပြုလုပ်တဲ့နေရာမှာအဓိကလက်နက်ဖြစ်အသုံးပြုခဲ့ပါတယ်။ဇူလိုင်လကုန်မှာတိုက်ခိုက်မှုတွေပြန်လည်ရပ်တန့်သွားခဲ့ပေမဲ့ပိတ်ဆို့တားဆီးမှုကတော့မရပ်တန့်ခဲ့ပါဘူး။ဒီတာဝန်စစ်ဆေးရေးဟာလေယာဉ်ကိုယ်တွေပေါ်မှာကွဲပြားတဲ့ဝန်ထုံးဝန်ပိုးတစ်ခုကိုတက်ရောက်စေခဲ့ပါတယ်။တိုက်ခိုက်မှုအဆင့်တွေတုန်းကလေယာဉ်တွေဟာလေးလံတဲ့ဝန်ထုံးဝန်ပိုးတွေနဲ့ထွက်ခွာခဲ့ပြီးပြန်လည်ဆင်းသက်ခဲ့ရတာဖြစ်ပြီးပိတ်ဆို့မှုအဆင့်မှာတော့ဝင်ပေါ်တဲ့ဝန်ထုံးဝန်ပိုးတွေနဲ့မနာတန်းပြန်တန်းနေရတာဖြစ်ပါတယ်။ဒါဟာရေပြင်ထက်မှနိုင်ပေါင်းများစွာမနာတန်းရှိနေဖို့လိုအပ်ပြီးဩဂုတ်လဆန်းမှာတော့ကုန်သွယ်ရေးသင်္ဘော35စီးကိုပြန်လည်ခိုင်းခဲ့က4စီးကိုလုံးဝတားဆီးနိုင်ခဲ့ပါတယ်။ဒီပြဖြစ်ထိန်းသိမ်းမှုဝန်ထုံးဝန်ပိုးနှစ်ခုစလုံးဟာတစ်ခုတည်းတစ်ခုပုံမပေါ်ပါသွားတာမျိုးမရှိပါဘူး။လေယာဉ်ကိုယ်တွေတစ်ခုတည်းကိုပဲရက်40တိုက်ခိုက်မှုလာပေါင်းများစွာပိတ်ဆို့မှုနဲ့နောက်ထပ်2ပတ်ကြာညာဘက်တိုက်ခိုက်မှုတွေကိုစိတ်ကန်းနားကျင်လုံးဝမရှိပဲကြုံတွေ့ခဲ့ရတာပါ။ဒါကြောင့်တိုက်ပွဲတွေရပ်တန့်သွားတဲ့ချိန်မှာလေယုံရဲ့အလုပ်တွေဟာပေါ်ပါမသွားပဲအမျိုးအစားပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။အခုဒီဖြစ်စဉ်တစ်ခုလုံးကိုပုံဖော်ပေးမဲ့ကိန်းဂဏန်းတစ်ခုကိုကြည့်လိုက်ကြရအောင်။ Nimitz Class လေယာဉ်နဲ့သင်္ဘောတစ်စီးဟာ12နာရီကြာပြန်တန်းချိန်တွင်တစ်နေ့ကိုအကြိမ်120ခန့်လေယာဉ်ပြစ်လွှတ်ခြင်းနဲ့ပြန်လည်ဆက်သက်ခြင်းကိုဆောင်ရွက်နိုင်အောင်ဒီဇိုင်းထွင်ထားတာဖြစ်ပြီးအရန်ပြုပြင်ထိန်းသိမ်းမှုတွေမပြုလုပ်ခင်ရပ်ပေါင်း30ထိဆက်တိုက်ပြုလုပ်နိုင်ပါတယ်။ရပ်ပေါင်း
ပေါင်း30ပြီးပြန်လည်ပြင်ဆင်စစ်ဆေးရပါတယ်ဒါဟာဒီဇိုင်းပိုင်းဆိုင်ရာယူဆချက်ဖြစ်ပါတယ်ဒါပေမဲ့လေတက်ပြုပြင်ထိန်းသိမ်းမှု model တစ်ခုလုံးဟာအဆိုပါပြန်လည်ပြင်ဆင်ခြင်းအမှန်တကယ်ရရှိရေးပေါ်မိခိုနေပါတယ်စိတ်ကမ်းမှာရန်နာထားတဲ့ချိန်ဟာရွှေဆိုင်ထားရတဲ့ပြုပြင်မှုတွေကိုပြန်လည်လှုပ်ဆောင်ဖို့အခွင့်အရေးဖြစ်ပါတယ်လုပ်ငန်းတွေကိုရွှေဆိုင်တာဟာနောက်မှပြန်လုပ်ဖို့နေရာတစ်ခုရှိနေသေးပြီးတော့တရားဝင်ပါတယ်ဒါပေမဲ့ရက်ပေါင်း200ကျော်ကြာတဲ့ဒီစစ်ရေးမှာတော့ပြန်လည်ပြင်ဆင်ဖို့နေရာလုံးဝမရှိခဲ့ပါဘူးဒါကြောင့်ပထမဆုံးမေးရမယ့်မိကွန်းကတော့လေတစည်းကိုတစ်ချိန်ပြစ်လွတ်ပြီးတစ်ချိန်ပြန်လည်ဆင်းသက်စေခြင်းကလေပေါ်မှာဘလောက်ထိထိခိုက်စေတဲ့ဆိုတာပါပဲလေတစည်းပြန်တန်းတိုင်းလေကိုယ်တဲ့ပေါ်မှာအင်အားတစ်ခုတက်ရောက်ပါတယ်တစ်ခုကတော့ပြစ်လွတ်လိုက်တဲ့တင်မောစီကနေလာပြီးနောက်တစ်ခုကတော့လေရင်ရှိနေတဲ့ပင်လယ်ရေပြင်ကလာတာဖြစ်ပါတယ်ဘာတစ်ခုမှလေရင်ကိုတိုက်ရိုက်ဖျက်ဆီးဖို့ရည်ရွယ်ထားတာတော့မဟုတ်ပါဘူးကရာဘတ်ရိုက်ခတ်မှုတစ်ခုဟာပေ300မြတာရှိတဲ့အကွာဝေးတွင်လေရင်ကိုရက်တက်တဲ့နေရာကနေပြန်တန်းနိုင်တဲ့အချိန်ထိရောက်သွားစေပါတယ်အဲ့ဒီအားတွေအကုန်လုံးဟာရှေ့ဘက်ကနေတက်ဆင့်အဓိကကိုယ်တဲ့ဖွဲ့စည်းပုံစီကိုစီးဝင်သွားပါတယ်ပြန်လည်ဆင်းသက်မှုကပုံမအင်အားပြင်းထန်ပြီးဒါဟာတာမန်ဆင်းသက်မှုမျိုးမဟုတ်ပါဘူးအရှိန်လျှော့တာမျိုးမရှိပါဘူးလေဟာပြေးလန်းထက်ကိုစိုက်ဆင်းသွားတာဖြစ်ပြီးအမိချိတ်ကကျိုးကိုချိတ်ဆက်လိုက်တာနဲ့လေရင်ရဲ့စွမ်းအင်တစ်ခုလုံးဟာအမိပိုင်းကနေချိတ်ဆက်မှုတစ်ခုတည်းတည်းစီးဝင်သွားပြီးတော့လေရင်ကိုတွေက3ကနေ 4.5G အထိအနောက်ကိုဆွဲခေါ်ခြင်းခံရပါတယ်ဒါတွေကလေရင်ကိုချက်ချင်းမပျက်စီးစေသေးပါဘူးအဲ့ဒါကပဲအန်တီရဖြစ်ပါတယ်ထက်ခါဝင်အားခံရတဲ့တတ်တူဟာပထမဆုံးချိန်မှာပျက်စီးသွားတာမဟုတ်ပါဘူးစူးစီးသွားတာပဲဖြစ်ပါတယ်လေဗယ်မှုစနစ်တစ်ခုချင်းစီဟာ microscope နဲ့မှမြင်ရတဲ့ချိုးရင်းချက်တွေကိုပုံပုံကြီးမားသွားစေပြီးအကြောင်းဟာကြန့်ရှိနေတဲ့တတ်တူကဝင်အားကိုမခံနိုင်တော့တဲ့ထိကြီးမားသွားစေပါတယ်ဒါကိုတတ်တူပင်ပန်းမှုကြောင့်အကွဲခြင်းလို့ခေါ်ပါတယ်အရေးကြီးဆုံးအဆင့်မှာတော့ဒါကဆေးတုပ်ထားတဲ့အောက်မှာရှိနေတာမို့မျက်စိနဲ့မမြင်နိုင်ပါဘူးအကြောင်းဘလောက်မြန်မြန်ဖြစ်ပေါ်တဲ့ဆိုတာကိုထိန်းချုပ်ထားတာကတော့အလေးချိန်ပဲဖြစ်ပါတယ်တူညီတဲ့ပြန်တန်းမှုအကျဉ်းရရှိတဲ့အစီအစဉ်နှစ်ခုဟာကိုယ်တဲ့တက်တန်းကိုမတူညီတဲ့နှုံးထားတွေနဲ့လောင်ကျွမ်းစေနိုင်ပါတယ်အခုဖော်ပြပြီးသမျှအချက်တွေထဲမှာတော့ခက်လွန်စစ်စင်ရေးတစ်ခုမှာအမေရိကန်လေယာဉ်တွေမှာ USS Abraham Lincoln ရဲ့ရေရှည်တိုက်ပွဲဝင်နိုင်စွမ်းတဲ့စက်မှုပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုအသေးစိတ်တွေ့ရှိရမှာပါဒီမိုတိုစီရဲ့စစ်ရေးစွမ်းဆောင်ရည်ကိုတိုက်လေယာဉ်အတွက်တင်မကဘဲအဆိုပါလေယာဉ်ကိုမနာတစစ်စင်နိုင်အောင်ထောက်ပံ့ပေးနေရတဲ့ပြုပြင်ထိန်းသိမ်းမှုစနစ်ကကြက်ခိုင်မှုတွေနဲ့လည်းတိုင်းနိုင်ရမှာဖြစ်ပါတယ်အထူးသဖြင့်စိတ်ကမ်းမှာကမ်းနားချိန်လုံးဝမရှိဘဲရပ်ပေါင်း200ကျော်စစ်စင်ရေးဆောင်ရွက်ရခြင်းဟာလေယာဉ်ရဲ့တထုပင်ပန်းမှုကိုအစမတန်မြင့်တက်စေပါတယ်လေယာဉ်သင်္ဘောရဲ့ဒီဇိုင်းအရရက်30စစ်စင်ပြီးပါကပြန်လည်ပြင်ဆင်ခြင်းလိုအပ်ပေမဲ့ပထဝီနိုင်ငံရဲ့အကြက်တဲနဲ့ပိတ်ဆို့တားဆီးမှုစစ်စင်ရေးတွေကြောင့်အဆိုပါပြန်လည်ပြင်ဆင်ခြင်းကိုဆွတ်လွတ်ခဲ့ရပြီးဤပညာပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးတွေကိုတိုးမြင့်စေခဲ့ပါတယ်ဈေးကြီးတဲ့အပိုင်းကတော့လေယာဉ်ပြစ်လွတ်တာမဟုတ်ပါဘူးပြန်လည်ဆင်းသက်တာဖြစ်ပါတယ်လေယာဉ်တစ်စီးကာကွယ်ရေးကျိုးကိုချိတ်ဆက်နိုင်တဲ့အမြင့်ဆုံးအလေးချိန်ဟာကတာဘတ်နဲ့ပြစ်လွတ်နိုင်တဲ့အလေးချိန်နဲ့အများကြီးလျော့နေပါတယ်ဒါကြောင့်လက်နက်တွေတက်ဆင်ထားတော့ပြန်လည်ဆင်းသက်လာတဲ့လေယာဉ်ဟာကျိုးကနေရက်တန့်ပေးရမယ့်အလေးချိန်တိုင်းရောက်ရှိလာတာဖြစ်ပါတယ်ဒါကိုဒီဇိုင်းပိုင်းမှာ brain bar လို့ခေါ်ပြီးဒါဟာအပူပါလာတဲ့အင်္ဂါရက်တစ်ခုမဟုတ်ပဲလိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ် FA-80 EF လေယာဉ်တွေကိုမသုံးရသေးတဲ့လက်နက်ပေါင်း9000ထိတင်ဆောင်ပြီးဆင်းသက်နိုင်အောင်တည်ဆောက်ထားတာဖြစ်ပါတယ် F-35C ကတော့ပေါင်2000လေးတဲ့လက်နက်နှစ်ခုနဲ့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်2စင်းကိုတက်ဆင်ထားတော့ဆင်းသက်ရတာဖြစ်ပါတယ်အထိထက်ပိုသွားရင်တော့ပြစ်မှတ်တစ်ခုကိုထိမှန်အောင်ပစ်ချရမှာဒါမှမဟုတ်ပြန်မဆင်းသက်မီပင်လယ်ထဲကိုဆွန့်ပစ်ရမှာဖြစ်ပါတယ်လူဦးရာဒီကရက်40ကြာတိုက်ခိုက်မှုနဲ့ဇူလိုင်လကနှစ်ပတ်ကြာတိုက်ခိုက်မှုတွေဟာ73စီနဲ့လက်နက်တွေကိုပဲလောင်ကျွမ်းစေခဲ့တာမဟုတ်ပဲလေယာဉ်ကိုယ်ရဲ့တတ်ထုပင်ပန်းမှုတက်တန်းကိုတာမန်အခောက်ရည်တွေတဲ့ပုံမြန်ဆန်တဲ့နှုံထားနဲ့ကုန်ခန်းစေခဲ့တာဖြစ်ပါတယ်ဒါပြင်ဓာတုဗေဒဆိုင်ရာပျက်စီးမှုတစ်ခုကလည်းရှိနေပါသေးတယ် F-35C ရဲ့ straight လို့ခေါ်တဲ့ radio line ရှောင်ကွင်းနိုင်စွမ်းဟာ၎င်းရဲ့ပုံသဏ္ဍာန်နဲ့မဟုတ်ဘဲကိုယ်တည်းတစ်ခုလုံးပေါ်မှာသုံးလိမ့်ထားတဲ့ radio line ဆွဲယူနိုင်တဲ့အလွှာကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီအလွှာထဲမှာလက်စစ်တန်လိုက်စွမ်းအင်ကိုဝါးမြုံနိုင်မှုထည့်သွင်းထားတဲ့ microscope နဲ့သာကြည့်လို့မြင်နိုင်တဲ့တန်မှုံလေးတွေပါရှိပါတယ်လေယာဉ်ကိုယ်တည်းအများစုကတော့ composite ပေါင်းဆက်ပစ္စည်းတွေနဲ့ပြုလုပ်ထားလို့တန်ကြေးမတက်ပါဘူးဒါပေမဲ့တန်မှုံတွေကတော့တန်ကြေးတက်ပါတယ်အဲ့ဒီအလွှာတွေကို chloride iron တွေပါတဲ့ဆိုးဆွတ်တဲ့လေထုနဲ့ထားလိုက်မယ်ဆိုရင်ဓာတ်ပြုတ်မှုတွေကစတင်ပါတော့တယ်ဘာကြောင့်လဲမှစတာမဟုတ်သလိုအလုံစင်းချိန်မှာလည်းအဲ့ဒီဥစ္စာကရပ်သွားတာမျိုးမဟုတ်ပါဘူးစစ်စင်ရေးလာအနှဲငယ်ကြမှာအနီညိုရောင်ဆင်းချောင်းတွေမျက်နှာပြင်ပေါ်မှာပေါ်လာပါတယ်တစီးသွားတာကဆေးလွှာမဟုတ်ပဲရေဒါဧရိယာကိုယ်တိုင်ဖြစ်ပါတယ်ဒါကလေယာဉ်တစ်စီးကိုဒေါ်လာ100ကုန်ကျစေတဲ့ဆက်ဆောင်ရေးပဲဖြစ်ပါတယ်အဲ့ဒီလေထုဟာအင်ဂျင်ထဲကိုဝင်ရောက်သွားပြီးပူပြင်းတဲ့အပူချိန်မှာစားဟာစားလို့မပြုတ်မှုတော့ပဲတာပိုင်းတလက်တွေရဲ့အပေါ်ရန်အလွှာတွေကိုအတွင်းပိုင်းကနေစားသုံးပါတော့တယ်ဒါကြောင့်ဒီသင်္ဘောထက်ကဈေးကြီးဆုံးလေယာဉ်တွေကိုနာရီတိုင်းမှာတိုက်ခိုက်နေတဲ့အရာကတနက်တစ်ချက်မှမဖြစ်ပါဘူးအဲ့ဒါကတော့လေထုပဲဖြစ်ပါတယ်ဒါတွေအားလုံးကိုတိုင်းတာတဲ့ unit တစ်ခုရှိပါတယ်အဲ့ဒါကတော့ maintenance man hour per flight hour ဖြစ်ပြီးပြန်တန်းချိန်တနာရီအတွက်ပြုပြင်ထိန်းသိမ်းမှုလူနာရီလို့ခေါ်ပါတယ်ပြန်တန်းချိန်နဲ့အောက်ထက်ကပြုပြင်ချိန်အချိုးစားပဲဖြစ်ပါတယ်ပြေးလန်းအတွက်တိစောက်ထားတဲ့ F35A ဟာ
4.79 နာရီရှိပါတယ်။အဒါဘတ်နဲ့ကာကွယ်ရေးကျိုးနဲ့ပင်လယ်လီတူးကခံနိုင်အောင်ပြန်လည်တိစောက်ထားတဲ့ F-35C ကတော့နောက်ဆုံးတရားဝင်အစီရင်ခံစာပြအရ 7.55 နာရီရှိပါတယ်။ပင်မဒီဇိုင်းကတော့အတူတူပါပဲ။လေယာဉ်သင်္ဘောကထဲသွင်းပေးလိုက်တဲ့မြအရာတိုင်းတွေတန်ဖိုးကို2ကြိမ်ပြဆက်ရပါတယ်။တစ်ကြိမ်ကလေယာဉ်ထမ်းဆောင်ရတဲ့အလေးချိန်နဲ့ဖြစ်ပြီးနောက်တစ်ကြိမ်ကတော့လေယာဉ်ကိုဆက်လက်ပြန်တန်းနိုင်အောင်လှုပ်ဆောင်ရတဲ့အလုပ်ချိန်နာရီပဲဖြစ်ပါတယ်။ပြန်တန်းချိန်တစ်နာရီရဲ့တန်ဖိုးဟာထက်ဝက်နီးပါးမြင့်တက်သွားပါတယ်။အဲဒီတန်ဖိုးကမြင့်တက်လာတဲ့အခါမှာတော့အလုပ်ကြုံတဲမှာတည်းမကတော့ပါဘူး။ F-35C တစ်စီးက Afghanistan သုံးပြီး Mach 1.3 အရှိန်ကိုစုစုပေါင်းစက္ကန့်90လောက်သာထိန်းထားနိုင်ပါတယ်။လေယာဉ်မောင်းသူကပုံမှန်မောင်းနိုင်ဖို့အရှိန်လျှော့ပြီးပြန်တင်လို့မရပါဘူး။ဒီကန့်သက်ချက်ကအပူကြောင့်ဖြစ်ပေါ်လာတဲ့ပေါ်တိုက်မှုတွေကလေယာဉ်အမိပိုင်းကိုထိခိုက်စေခဲ့တဲ့စမ်းသပ်ပြန်တန်းမှုတွေကနေထွက်ပေါ်လာတာဖြစ်ပြီးပင်တဂွန်ကနည်းပညာအရပြင်ဆင်ရမယ်စာလုံထုံးလုံနည်းဆိုင်ရာကန့်သက်ချက်အဖြစ်ကင်တွယ်ခဲ့တာဖြစ်ပါတယ်။လေယာဉ်ကိုယ်တိုင်ကိုကာကွယ်ဖို့လိုအပ်ချက်ကလေယာဉ်ရုံထဲမှာတည်းမကတော့ပဲလေယာဉ်မောင်းခန်းတဲ့ထိရောက်ရှိသွားပြီးပြန်တန်းမှုနယ်နိမိတ်ကိုပြန်လည်ရေးသားခဲ့ပါတယ်။ဒါကြောင့်ပြန်တန်းမှုညာတိုင်းဟာလေယာဉ်တွေကိုရခိုင်ညကထက်ပုံမယိုယွင်းသွားစေခဲ့ပြီးအများစုကမမြင်နိုင်တဲ့နည်းလမ်းတွေနဲ့ပျက်စီးသွားတာဖြစ်ပါတယ်။ဒါပေမဲ့ပြည်ပြည်ရေးစခန်းဟာကမ္ဘာအခြားတစ်ဖက်မှာရှိနေတဲ့အချိန်မှာအဲ့ဒီလိုအကြောင်းတွေကိုဘယ်လိုရှာဖွေမလဲ။ဘုတ်ဘက်မှာဆိုရင်တော့လေရင်အုပ်ကဆွမ်းဆောင်ရည်တဲ့ကြော်လွန်နေတဲ့အရာမှန်သမျှပြည်ပြည်ရေးစခန်းစီပြန်တည်သွားရပါတယ်။ပင်လယ်ထဲမှာတော့အဲ့ဒီစခန်းကရေမိုင်8000လောက်ကွာဝေးနေပြီးလေရင်တစ်စီးကိုအဲ့ဒီအထီတည်ဆောင်ပေးနိုင်တဲ့ပစ္စည်းမျိုးစင်းရင်းထဲမှာမရှိပါဘူး။ဒါကြောင့်ရေတပ်ကပြည်ပင်ထိန်းသိမ်းမှုကိုအဆင့်30ခွဲခြားထားပြီးအလဲလဲအဆင့်ကပင်လယ်ထဲထွက်ခွာနိုင်အောင်ပြုလုပ်ပေးတဲ့အဓိကနေရာဖြစ်ပါတယ်။ပြည်လန်းထက်မှာကိုယ်လေရင်ကိုကိုယ်တိုင်ပြုပြင်ကြပါတယ်။ကုန်းဘက်ကစခန်းတွေကကြီးမားတဲ့စစ်ဆေးမှုတွေကိုဆောင်ရွက်ရပါတယ်။အဲ့ဒီနှစ်ခုကြားမှာတော့ပင်လယ်ပြင်ထက်မှာလေးနဲ့တဲ့ပြုပြင်မှုတွေနဲ့စစ်ဆေးမှုတွေကိုပြုလုပ်ပေးတဲ့သင်္ဘောရဲ့ကိုယ်ပိုင်လဲလက်ပြုပြင်ထိန်းသိမ်းရေးဌာနရှိနေပါတယ်။အဆိုပါဌာနကပြင်ဆင်ပေးနိုင်တဲ့အရာမှန်သမျှဟာရေမိုင်8000กว่าဝေးကိုဖြတ်တန်းစရာမလိုတော့တဲ့အရာတွေဖြစ်ပါတယ်။နောက်ွယ်ကသဘာဝတရားကိုအသေးစိတ်ကြည့်မယ်ဆိုရင်အဆိုပါဌာနကသင်္ဘောတာဝန်ကျနေတဲ့အချိန်မှာကုန်းဘက်ကအသင့်မြင်စစ်စင်ရေးစခန်းတွေကအဖွဲ့တွေပါဝင်လာတာကြောင့်အင်အား2ဆနီးပါးတိုးတက်သွားပါတယ်။ဆက်ယုံကစိတ်ကန်းကနေထွက်ခွာမှသာအပြည့်အဝဖြစ်လာတာဖြစ်ပြီးအဲ့ဒီနောက်မှာတော့နောက်ထပ်8လအတွင်းပုံသေးအရေးအတွက်ဖြစ်သွားပါတယ်။မမြင်နိုင်တဲ့အကြောင်းတွေကိုရှောင်ပေးဖို့တီးတန့်တာဝန်ယူထားရတဲ့လူတွေရှိပါတယ်။တထုကိုမဖြတ်စည်းဘဲအတွင်းပိုင်းကိုကြည့်ရှုနိုင်တဲ့နည်းပညာရှင်တွေဖြစ်ပါတယ်။ပထမနည်းကတော့လျှက်ကူးပစ္စည်းအတွင်းပိုင်းမှာအဒီကားရက်တွေဖြစ်ပေါ်စေဖို့ပြောင်းလဲနေတဲ့တန်လိုက်ဆက်ကွင်းကိုအသုံးပြုတာဖြစ်ပါတယ်။အကြောင်းတစ်ခုဟာအဲ့ဒီလျှက်စီးကြောင်းတွေကိုတွားရလမ်းကြောင်းတိုင်းကိုပုံပြက်သွားစေခဲ့ပြီးအဆိုပါပြောင်းလဲမှုကိုတိုင်းတာရေးကိရိယာမှာဖော်ပြပေးပါတယ်။ဒါဟာဆေးလွှာကိုခွာစရာမလိုပဲဆေးရောက်ကအကြောင်းကိုဖတ်ရှုနိုင်တာဖြစ်ပါတယ်။ဒုတိယနည်းလမ်းကတော့ကိုယ်တည်းကိုချိန်နှုံးမြတ်တန်လိုင်းတွေဆေးလုပ်ပြီးပြန်လာတဲ့အတန်ကိုတိုင်းတာတာဖြစ်ပါတယ်။ဒါကပေါင်းဆက်ပစ္စည်းတွေအတွက်ပုံမရေးကြည့်ပြီးအဆိုပါပစ္စည်းတွေရဲ့ပစ္စည်းမှုဟာအကြောင်းမဟုတ်ပဲအလွှာကွာခြားခြင်းပဲဖြစ်ပါတယ်။ဒါဟာပြင်ပမှာကြည့်မယ်ဆိုရင်အကောင့်လိုင်းရှိနေပေမဲ့အတွင်းပိုင်းကလုံးဝပျက်စီးနေတာဖြစ်ပါတယ်။ဒီနည်းပညာရှင်တွေဟာပျက်စီးသွားတဲ့အရာတွေကိုရှာဖွေနေတာမဟုတ်ပါဘူး။မပျက်စီးသေးပေမဲ့လှုပ်ရှားနေတဲ့ပြည်လန့်တက်ကဆုညံတာတွေတုံ့ပြန်မှုတွေကြောင့်ပျက်စီးတော့မယ့်အရာတွေကိုရှာဖွေနေတာဖြစ်ပါတယ်။အပေါ်ရလွှာကိုပြန်လည်တက်ဆင်တာကပုံမနှိကွေးပါတယ်။တန်ကြီးတက်နေတဲ့နေရာကိုတတ်ထုမဟုတ်တော့တဲ့ကိရိယာတွေနဲ့ရှင်းလင်းရပါတယ်။အကြောင်းကတော့တတ်ထုကိရိယာဟာနောက်ထပ်တပ်ပြုမှုအသစ်ကိုဖန်တီးပေးနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့အလွှာကိုအချောက်ခံရပြီးအချောက်ခံဖို့အတွက်တင်းငိမ့်နဲ့အပူချိန်နဲ့အဆိုးတဲ့လိုအပ်ပါတယ်။ဒါပေမဲ့လည်းလေယာဉ်ရုံဟာပင်လယ်ဘက်ကိုပွင့်နေပြီးနောက်အာရေဗီယန်ပင်လယ်ရဲ့နွေရာသီဟာအနောက်တောင်မုတ်တုံလေးရဲ့အမြင့်ဆုံးအချိန်ဖြစ်တာကြောင့်ပူပြင်းပြီးဆိုးဆုတ်ခါလေထန်ပါတယ်။အဲ့ဒီအလုပ်အတွက်လိုအပ်တဲ့အခန်းမျိုးဒီသင်္ဘောပေါ်မှာမရှိပါဘူး။ F-35C လိုမျိုးအရင်ကတည်းကထိန်းသိမ်းရခက်ခဲတဲ့စစ်လေယာဉ်တွေအတွက်ပြန်တန်းချိန်တနာရီတိုင်းရဲ့ပြည်ပင်စည်းနဲ့လက်ဝါးကပေးဆက်ရမှုဟာဘုံဘက်အခြေဆိုင်လေယာဉ်တွေထက်များစွာပိုမိုကြောင်းသုံးသပ်လို့ရပါတယ်။2025ခုနှစ်ဘန်နာနှစ်အတွင်း F-35 လေယာဉ်အုပ်စုကတာဝန်တစ်ခုကိုပြန်တန်းနိုင်စွာ44%ကသာရှိခဲ့ပြီးလွန်ခဲ့တဲ့၄နှစ်က69%ထက်လျော့နေသွားခဲ့ပါတယ်။တရားဝင်ဖော်ပြထားတဲ့အကြောင်းရင်းတွေထဲမှာပစ္စည်းပြက်လက်မှုနဲ့အတူကျွန်တော်စကတည်းကတင်ပြခဲ့တဲ့စကားလုံးတစ်ခုကတော့ပါဝင်နေပါတယ်။အဲ့ဒါကတော့တန်ကြေးတက်ခြင်းပဲဖြစ်ပါတယ်။စစ်စင်ရေးကာလရှေ့ကြာလာတာနဲ့အမျှလေယာဉ်တွေသင်္ဘောပေါ်မှာအရှားပါသုံးတဲ့အရေးကြီးဆုံးအရင်းမြစ်တွေကပစ္စည်းအပိုတွေမဟုတ်ပဲလူသားတို့ရဲ့စိတ်ဓာတ်နဲ့ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်တွေဖြစ်လာပါတယ်။အပူချိန်လွန်ကဲမှုစူညံတန်တွေနဲ့အေးရေးပြတ်မှုတွေကပြည်ပထိန်းသိမ်းရေးအဖွဲ့သားတွေရဲ့ဆုံးဖြတ်ချက်မှန်ကန်မှုတွေကိုထိခိုက်စေတဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ပြည်ပထိန်းသိမ်းမှုစနစ်ကပစ္စည်းပြက်လက်မှုကိုဖြည့်ဆည်းဖို့အတွက်လေယာဉ်တစ်စီးကနေပစ္စည်းဖြုတ်ပြီးတော့အခြားတစ်စီးကိုတက်ဆင်ခြင်းဟာတချို့နေရာတွေမှာမှန်ကန်တော့လဲဒီချိန်မှာတော့အလုပ်ချိန်နာရီတွေကိုပုံမကြာစေပြီးစနစ်တစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကိုကြာဆင်းစေပါတယ်။ပို့ပေးလို့မရနိုင်တာကတော့အဲ့ဒီလေယာဉ်တွေဖြတ်တန်းခဲ့ရသမျှအရာအလုံးရဲ့စူးစောင်းထားတဲ့ဘဝတုဒ္ဒတွေပဲဖြစ်ပါတယ်။ဒီတင်မောနဲ့ဒီလေယာဉ်အုပ်စုက2024တုန်းကအရှိတောင်အာရှစီတွားရောက်ခဲ့ပါတယ်။စိတ်ကန်းနားချိန်တွေနဲ့9လကြာမြင့်ခဲ့ပါတယ်။လက်တွဲတွေလူတွေနဲ့လှုပ်ထုံးလုံတွေဘာမှမပြောင်းလဲခဲ့ပါဘူး။ပြောင်းလဲသွားခဲ့တဲ့တခုတည်းသောအရာကတော့ပြန်လည်ပြင်ဆင်ခြင်းမရှိတဲ့ကုန်လွန်သွားတဲ့အချိန်တွေပဲဖြစ်ပါတယ်။အချို့တစ်ခုကိုပြောင်းရွှေ့တာကဆက်ရမယ့်ရဲ့ရှိမှသာအတိတ်ပဲရှိတာပါ။ဒါကြောင့်အမှန်တကယ်ဖြစ်ပျက်ခဲ့တာကတော့ဒါပါပဲ။ရပောင်း200ကျော်အတွင်းမှာအဆိုပါတင်မောဟာစိတ်တိုင်းခံရတဲ့လက်ပတ်မှုစနစ်တစ်ခုကိုမျှလွှဲချော်ခဲ့ခြင်းမရှိပါဘူး။
ပင်လယ်ပြင်မှာဇက်တိုက်ရှိနေတဲ့စံချိန်ဟာဇူလိုင်လလယ်ကတည်းကနေကြံရစ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာလည်းဒီတန်တရားကဆက်လက်လက်ပတ်နေဆဲဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် USS Abraham Lincoln လေယာဉ်နဲ့သဘောရဲ့စစ်စင်ရေးကဖြစ်တဲ့စစ်ပွဲများအတွက်ဤပညာမြင့်စစ်လက်နက်ပစ္စည်းများထက်၎င်းတို့ကိုပြုပြင်ထိန်းသိမ်းရမယ့်လူသားများရဲ့အခမ်းကဏ္ဍနဲ့ဆုံးဖြတ်ချက်တွေကပုံမှုအဓိကကြောင့်မိမောင်းထိုးပြနေပါတယ်။စစ်ပွဲနဲ့ပိတ်ဆို့မှုစနစ်တွေကလေယာဉ်တွေရဲ့စက်ပိုင်းဆိုင်ရာတပ်တန်းကိုယ်တော်မကစစ်တီများရဲ့ရုပ်ပိုင်းဆိုင်ရာဆွမ်းဆောင်ရည်ကိုပါကုန်ခန်းစေပါတယ်။နောက်ထပ်အနာဂတ်စစ်စင်ရေးဤပညာလက္ခဏာရပ်တွေမှာတော့စစ်လက်နက်ပစ္စည်းများရဲ့ရေဒါရှောင်းနိုင်စွမ်းဒါမှမဟုတ်အမြန်နှုံးထက်လူသားတို့ရဲ့ပြုပြင်ထိန်းသိမ်းရလွယ်ကူမှုနဲ့ဈေးသက်သာမှုတွေကိုပုံမဦးစားပေးတည်ထွင်လာပွဲရှိကြောင်းလေ့လာသုံးသပ်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဤပညာနဲ့ဆက်လက်တဲ့ပစ္စည်းတွေဘလောက်ပဲအဆင့်မြင့်လာပါစေအဆုံးအစမဲ့စစ်စင်ရေးတွေရဲ့နောက်ွယ်မှာတော့အဓိကမောင်းနှင်ပေးနေတာတွေဟာစနစ်တွေမဟုတ်ပဲလူသားတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့စိတ်ဆွမ်းအင်တွေပဲဖြစ်ပါတယ်။အစစ်မတိုက်လေရင်တစည်းတဲ့ပုံမတန်ဖိုးရှိတာကအဆိုပါလေရင်ကိုပြန်တန်းနိုင်အောင်နိုင်ပေါင်းများစွာပင်ပန်းခံပြုပြင်ပေးနေရတဲ့လူသားတွေရဲ့အချိန်ပဲဖြစ်ပါတယ်။ဒီပညာတွေပြည့်နှက်နေတဲ့အနာဂတ်စပွဲတွေမှာလူသားတွေရဲ့အခမ်းကဏ္ဍကဘယ်လောက်ထိအရေးပါနေအောင်မယ်လို့မိတ်ဆွေတို့ထင်ပါတယ်။မိတ်ဆွေတို့ရဲ့အမြင်ကိုcomment မှာဝင်ရောက်ဆွေးနွေးခဲ့ပါဦးလို့တောင်းဆိုရင်းနဲ့ဒီဗီဒီယိုကိုဆုံးသတ်လိုက်ပါတယ်။နောက်ရောက်မှလည်းအခုလိုဆက်လက်မဲ့ပစ္စည်းများစစ်ဘက်ဆိုင်ရာအကြောင်းအရာများအပြင်အခြားသောဘူးသရက်ဆိုင်ရာအကြောင်းအရာများကိုဆက်လက်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ဒီဆိုပါ